အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဆရာဝင်းတယ်နဲ့TV တက်တက်ဆက်ဆံနေတာမရှိတဲ့အတွက်တိုးစရာမရှိတဲ့အတွက်ကျွန်တော်ရေးတဲ့ကြွားနဲ့လည်းဥပဒေကိုပြုပြရခင်ဗျာမနေ့ကတော့ကျွန်တော်ကိုကြီးတဲ့စကားအများကြီးပြောခဲ့ပါတယ်ကိုကြီးတဲ့ကတော့ဒီလာလို့အဆင်မပြေလို့ပေါ့နော်ကိုကြီးတဲ့ကတော့သူတို့ဒီတိုင်းခြာနေလဲဆရာနဲ့သူတို့လုပ်ခဲ့တာဆိုတော့နောက်နိုင်ငံရေးလို့ပါတီလုပ်ပြီးလည်းသူတို့လုပ်ခဲ့တာဆိုတော့သူတို့ပြောစရာအများကြီးပေါ့နော်မနေ့ကတော့ကိုကြီးတဲ့စကားအများကြီးပြီးတော့ကျွန်တော်လည်းဆရာကိုဝမ်းခဲ့ပြီးတဲ့ခံစားခဲ့ပါတယ်ဆိုတော့အခုတော့ကျွန်တော်ဆရာရေးတဲ့ကြွားနဲ့ပဲကျွန်တော်ခွင့်ပြုပြတယ်နော်ဒီပါရဲ့ခေါင်းစဉ်ကိုအပြာရောင်လို့ပြီးထားပါတယ်အပြာရောင်အမေရိကန်မှာတော့အနီးဆိုတာရီပတ်ဘလစ်ကန်ပြည်နယ်ဖြစ်ပြီးအပြာဆိုတာဒီမိုကရက်တစ်ပြည်နယ်ဖြစ်တယ်လူတယောက်ကတော့အပြာရောင်ကိုအဝတ်အစားတစ်ခုလို့သူ့ကိုယ်နေ့စဉ်ဝတ်ဆင်နေခဲ့တယ်ထောင်ထဲမှာတော့အပြာရောင်ပဲဝတ်ခဲ့ရပြီးထောင်ကလွတ်လာတော့လေထောင်ပြင်မှာနေရတာလေထောင်ထဲမှာနေရသူပါပဲလားတဲ့သူဟာအပြာရောင်ကိုသာဆက်ဝတ်ခဲ့အပြာရောင်ကျိုးပင်ကြီးကောက်နေတဲ့ကျိုးပင်ကောက်မှာမွေးပြီးရန်နေမကင်းတဲ့ရန်ကင်းမှာသူ့တိုင်အောင်စီးထည့်ခဲ့အပြာရောင်ပြာရောင်ခန့်နေတဲ့ခီတီတဲ့သူ့တိုင်းပြည်ကိုပြားနေအောင်ချစ်ခဲ့ဒေလာဓမ္မတရားအနေနဲ့ချစ်ခဲ့နိုင်ငံရေးသမားတယောက်လိုချစ်ခဲ့ထောင်လုံးပိတ်အခန်းထဲကနေလေအပြေကိုနှမ်းချစ်ခဲ့ထောင်မြင်မဲ့ရောက်တော့လေထောင်မကြခင်ကလိုပဲဆက်ချစ်ခဲ့အပြာရောင်ရဲ့ချစ်ပုံကလည်းပြာချက်မတတ်ပါပဲဘဝဟာဒီကတစ်ချက်ဆိုရင်အပြာရောင်မှာကင်းဘက်ပေါ်မှာလူပြာတွန်းလှန်နေရမှုသာဆိုရင်အပြာရောင်မှာလိုင်းတဘုံများပေါ်မှာနိုင်ငံတစ်ခုကိုချစ်ခဲ့ခြင်းမှာကောင်းတဲ့ကြီးကိုပြခဲ့ငြိမ်းချမ်းရေးကိုမွတ်သိခြင်းမှာပင်လေပြီးပြခဲ့ရန်သူတွေကြောက်တဲ့အပြာရောင်ဘေးညီရဲ့နေတဲ့အပြာရောင်ကျေးဇူးတင်ပါတယ်